SAI Plus နန္ဒဆိုင်ငါနဲ့မင်းတငယ်ချင်းဘဝတစ်လျှောက်မင်းရင်တွေကချစ်တွေပေးပါနဲ့နဲ့လောက်ငါနဲ့မင်းတငယ်ချင်းဘဝတစ်လျှောက်မင်းရင်တွေကချစ်တွေပေးပါနဲ့နဲ့လောက်သူမကိုတွေ့ခဲ့အပြာရောင် Sunday တည်းထပ်ပြီးတော့တွေ့ခဲ့နှွေရသည်ချောင်းပိတ်ရဲ့သူ့နောက်ကိုလိုက်နေတဲ့အရန်ရန်ကိုကြိုက်နေတဲ့ကောင်းလေးတွေယူမှုမိုက်နေတဲ့ Oh ဘာမှကိုသိချမသိတော့အဖြစ်ရှာကြည့်နောက်ကိုငါပြန်ကားကြည့်ချစ်တယ်လို့ထင်လာမိအဲ့ရထမှန်ကြည့်သူ့မျက်နှာမြေရောင်ပြီးရိတ်လို့ထင်ရောက်ပြီးငါရဲ့စိတ်ကတွေ့ဝေခဲ့တယောက်တည်းနေခဲ့တဲ့ယူခြင်းပြီးသူနဲ့ငါနှစ်ယောက်တည်းလက်ကိုတွေ့ရင်မှုခြင်းပြီးအခုတော့အိမ်မရတော့ကြက်မြင်ကြီးမလူလိမ့်ပြီးရှင်ထဲမှာချစ်စုတွေပဲစုနေပြီးသူကအထူးထွေမသိငါပဲယူနေပြီးနေတိုင်းကချစ်ရှင်အောက်မှာစောင့်ခဲ့အခုချိန်ထိပဲချိန်ရောက်တော့ကြိုးစားလဲပြန်ရတာစကားခွန်းတယ်သူပြောတာတငယ်ချင်းပဲတဲ့တဲ့ငါနှလုံးသားသူ့ကိုတွေ့တော့နူးညံဆိုရတဲ့ငါအကျင့်တွေပြောင်းပြန်ဖြစ်တဲ့ထူဆန်းချစ်ကိုငါစူးစမ်းနေခဲ့မိတဲ့ယူနှံညာပေါင်းများစွာအိမ်မက်ထဲမှာလက်ပြကြီးငါဒုက္ခငါစိတ်တွေဒုက္ခလာရနှစ်တွေဒုဖြတ်ခဲ့ဒုက္ခအချိန်တွေဆွဲပြီးအမှုအမှတ်မဲ့စိတ်ကူးရင်ပြီးကြည်နူးတတ်တဲ့ငါရဲ့တစ်ဖက်သက်ရင်ခုန်တန်တွေအခုရက်ခဲ့သူနဲ့ငါတငယ်ချင်းတွေပုံစံတဲ့ပြင်းပြင်းနောက်ထပ်ငါကြားမိပါတယ်ခြေရှုပ်တဲ့ပြင်းတွေဟုတ်ဘူးလို့ညင်းနေလေအဖြစ်ကရှင်းနေအဖြစ်မှလူတွေပြောနေကြတဲ့သူနဲ့ငါရဲ့အတင်းတွေအပြင်းတွေမယုံနိုင်လို့နောက်ရောက်ခံလိုက်ဒီမျက်စိနဲ့မြင်လိုက်ရမှငါမကောင်းလိုက်ဆိုင်အဲ့ဒီကောင်ပဲသူလဲပြန်ရတာဖြစ်တစ်ခုတည်းသူပြောတာတငယ်ချင်းပဲတဲ့ကိုတငယ်ချင်းလို့ပေါင်းပြီးတော့ငါတို့ရဲ့တက်တွေကြည့်လက်လို့အိုးချောင်းပြီးတော့ဒီတစ်ခါချစ်ပါလို့အဖေကိုတောင်းကြည့်တော့ခေါင်းကိုညိတ်ပြီးတော့ပြောပြန်တဲ့ဖြည်းဖြည်းပေါ့ငါကအလုံးမရှိမချောင်းဆက်တဲ့သူကအလုံးလုံးတဲ့ယုံတက်တဲ့နောက်ပြီးခိုင်းတယ်ရှိရင်ဖုန်းဆက်တဲ့အပြုံးတစ်ချက်နဲ့အသုံးချဖို့ဆိုလုံးရက်တဲ့ Hey အဲ့ဒီနောက်ဖရမဥချဆူတောင်းမစင်စားပဲနဲ့အတွေ့တဲ့ရောက်လာသူ့အကြောင်းစိတ်လို့ရှားလို့ပြီးငိမ့်လာအောင်တရားထိုင်အဲ့ဒီငါရဲ့စိတ်ကိုငိမ့်နေအောင်မထားနိုင်ရုံးကအကိုကြီးနဲ့တွဲလျှောက်တော့ဖြစ်ချင်တော့ငါဖယ်ရီကားကိုစောင့်နေတော့နှုတ်လာဆက်တော့အလိုက်မသိပဲမေးမိခဲ့သူပြောတာတငယ်ချင်းပဲတဲ့